မောရှေကကဲတင်ချင်းမရသေးဘူးအရင်တိတာလုံးပါလေဘာဖြစ်လို့လဲဖျားသခင်ကိုကြောက်ရွံ့ခြင်းအလင်းမရှိဘူးဖျားသခင်ကိုမထီမဲ့မြင်ပြုတယ်ဒေါသထွက်လို့လူတက်လိုက်တာမဟုတ်ဘူးနော်အမှန်တကယ်ဆိုရင်မောရှေရဲ့စိတ်ထဲမှာလူတယောက်ရဲ့အသက်ဝိညာဉ်ကစัจ java နာတဲ့ပို့ပြီးတော့တန်ဖိုးရှိတယ်လို့ဘုရားသခင်ကအဲ့လိုပြောလားမပြောလားပြောတယ်ဒါကြောင့်ဘုရားသခင်ကိုတေချာတိကျကျသိမယ်ဆိုရင်လူအသက်သက်ရဲမှာမဟုတ်ဘူးဒါကြောင့်ချက်ချင်းကိုယ်စိတ်ထဲကဒေါသထွက်တာနဲ့နော်ချက်ချင်းတပ်ပလိုက်ပြီးကိုယ်စိတ်ထဲကနေလူမျိုးရေးစိတ်ထွက်လာပြီးတော့လူအသက်ကိုတတ်လိုက်ပြီဒီလောကကြီးမှာလူအသက်လောက်နှမျောစရာကောင်းတာမရှိဘူးဘုရားသခင်ကအရန်နှမျောပါတယ်ဒါကြောင့်မောရှေကိုဆုံးမပါတယ်မောရှေကအကယ်၍ကိုယ်စိတ်ကိုထိန်းပြီးတော့ခဏလေးထိန်းလိုက်မယ်ခဏလေးစဉ်းစားလိုက်မယ်ဆိုရင်နော်ကဲတင်ချင်းနဲ့ရပြီးသားဖြစ်မယ်ဆိုရင်နော်ဘုရားသခင်တော်မှာကျွန်တော်မတက်ဘဲနဲ့အသက်ချမ်းသာခွင့်ပေးနေတယ်ဒီနေ့တည်းအသက်ရှင်ခွင့်ရတာဘုရားသခင်ရဲ့ကျေးဇူးတော်ဟုတ်တယ်လူပေါင်းမြောက်များစွာတို့ကဲတင်ချင်းရဖို့ရတဲ့နော်ဧဝံဂေလိတရားအတွက်မောရှေကိုအသုံးပြုခြင်းတယ်ဒါကြောင့်မောရှေကနောက်ထပ်နှစ်ပေါင်း40တောထဲမှာနေရပါတယ်လူတက်မိလို့ဟုတ်တယ်လူတွေကကိုယ်စိတ်နဲ့ကိုယ်အသက်ရှင်ရင်နော်လူတက်မယ်မရင်းချင်မယ်နော်သူများပစ္စည်းခိုးမယ်အားလုံးလောဘဒေါသမောဟမှာပဲအဆုံးသတ်ပါတယ်ဒါကြောင့်ဘုရားသခင်ရဲ့စိတ်နဲ့အသက်ရှင်စေခြင်းနဲ့ဘုရားသခင်ကသူ့ရဲ့စိတ်ကိုထည့်ပေးခြင်းနဲ့ဘုရားသခင်ရဲ့ဝိညာဉ်တော်ကိုထည့်ပေးခြင်းနဲ့ဒါပေမဲ့မောရှေကလက်ခံလားလက်မခံဘူးသူ့စိတ်နဲ့ပဲသူနေတယ်ငါလူမျိုးကိုထိရလားဟမ်ငါ့ဘာထင်နေလဲငါဘရင်သားတော့ဟုတ်တယ်ဒီစိတ်ကကြီးထွားလာပြီးတော့လူတက်ပလိုက်ပါတယ်နော်အရန်မောက်ပါတယ်မောရှေဟုတ်ပါတယ်ညီကိုမောင်နှမတို့ကျွန်တော်တို့ဘဝမှာကဲတင်ချင်းရဖို့အရန်ရေးချပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီငါဆိုတဲ့အတ္တဇွဲကြီးဟာငါဆိုတဲ့ဒီမကောင်းဆိုးဝါးကောင်ကြီးဟာကျွန်တော်တို့ကိုအနည်းနှိမ့်ဆက်ပါပဲတင်းတော့မစ်တမင်မစားတင်းတော့စားနော်မင်းပင်ပန်းနေပြီအေးဝင်ကလေးနောက်မှပြောရတယ်ဖျားသခင်ကမင်းကိုအချိန်အများကြီးအသက်အများကြီးပေးထားတာပဲတောက်လျှောက်မသေးမချင်းဟောပြောရမှာနောက်မှလုပ်ပါစာတမန်ကအဲ့လိုမျိုးလှည့်ဖျားတယ်ဘယ်သူအားဖြင့်လှည့်ဖျားလဲဆိုတော့ငါဆိုတဲ့လူအားဖြင့်လှည့်ဖျားတယ်ဒီနေ့ကဲတင်ချင်းမရရင်အရန်မောက်မှာပါလေကျွန်တော်တို့စိတ်ကငါပဲငါ့ကိုဘာထင်နေလဲဆိုတဲ့စိတ်ပဲရှိပါတယ်ငါဆိုတော့ဘလို့ပယ်တတ်ရမလဲနော်ကျွန်တော်တို့ဘာသာတရားတိုင်းကဒီငါဆိုတော့ပယ်တတ်ဖို့နီးလန်းရှာကြတာဟုတ်တယ်ဒီခရစ်ယာန်ဘာသာမှာငါဆိုတော့ဘလို့ပယ်တတ်လိရှိလဲနော်ဒီကဲတင်ချင်းရပြီဆိုရင်ဘဝဟောင်းဖြစ်တဲ့ငါဆိုတော့တည်သွားပြီးတော့ဘဝတစ်ဖြစ်တဲ့သခင်ယေရှုသခင်ပေးတဲ့အသက်ပဲရှိတယ်ဒီလိုမျိုးစိတ်နဲ့ကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာစွာနဲ့ဘဝတစ်နဲ့အသက်ရှင်သွားရတာကကယ်တင်ခြင်းရတယ်လို့ခေါ်တာဖြစ်ပါတယ်ဂလာတိဩဝါစာအခန်းကြီး2ခန်းငယ်20အဲ့ဒါကယ်တင်ခြင်းရတဲ့ကျမ်းပိုက်ဟုတ်တယ်နော်ငါဒီဖြစ်တော်နဲ့အတူလက်ဝါးကားတိုင်မှာအသေးခံပြီးတို့တော်လည်းအသက်ရှင်သေး၏တို့ထို့ဆိုတော့ငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ကိုယ်ခန္ဓာ၌ယခုငါရှင်သောအသက်သည်ဘုရားသခင်၏သားတော်ကိုယုံကြည်ခြင်းအားဖြင့်တည်၏သားတော်သည်ငါကိုချစ်၍ငါဖို့ကိုစွန့်တော်မူ၏ငါသည်ခရစ်တော်နဲ့အတူလက်ဝါးကားတိုင်မှာအသေးခံပြီးပြီဒါကြောင့်လူဟောင်းဖြစ်တဲ့ငါဆိုတာမရှိတော့ဘူးယခုငါရှင်သောအသက်သည်ယေရှုခရစ်တော်ပေးတဲ့အသက်ပဲရှိတော့တယ်ညီကောင်မောင်တို့ဒီနေ့အသက်ရှင်နေတာကတကယ်အောဘွယ်နမိတ်လက္ခဏာဟုတ်ပါတယ်မဟုတ်ရင်အခုမနေ့မနက်ကတည်းကနော်ဘာဖြစ်သွားလဲကိုလံဘီယာမှာငလင်လောက်တယ်9.2တရားသခင်ကခွင့်မပြုတော့ဘူးဆိုရင်နော်လူတွေချက်ချင်းအသက်သေဆုံးပါလေအခုခဏငလင်လှုပ်တော့မလှုပ်လားဟုတ်တယ်ကျွန်တော်ဘဝမှာဘုရားသခင်ကအဲ့လိုမျိုးဆုံးမပေးနေတယ်အသက်ရှင်ခွင့်ရတာကဂျေဇုတော်ဟုတ်တယ်အသက်ရှင်ခွင့်ရတာကဘုရားသခင်ရဲ့နမိတ်လက္ခဏာဟုတ်တယ်မောရှေလည်းအမှန်တကယ်ဆိုရင်လွန်ခဲ့တဲ့နှစ်40ကလေးကတည်သွားရမှာဘယ်သူမှစားလို့လဲ
ဘုရားသခင်မဆာလို့ဘယ်လိုမဆာပေးလဲဘုရားသခင်က yes ဘကြီးရဲ့သမီးတော်ကိုစောင့်ခိုင်းထားတယ်တွေ့တဲ့အခါမှာလဲဟာဟင်းပြဲလူဖြစ်မယ်ဟင်းပြဲလူဆိုရင်ငါတိန်းထားလို့မရအောင်လေဘရင်ကြီးကမကြိုက်ဘူးအမိန့်တော်ထုတ်ထားတယ်ဟာဒါပေမဲ့ငါတိန်းထားမယ်အရင်ချစ်စရာကောင်းတယ်ဘကြီးသမီးတော်ရဲ့စိတ်ထဲမှာမောရှေလေးကိုတွေ့ရတဲ့ချစ်တဲ့စိတ်တွေတစ်ခွာခွာဖြစ်လာတယ်အဲ့ဒါဘယ်သူလုပ်ပေးတာလဲဘုရားသခင်လုပ်ပေးတာမောရှေတော်လို့လှလို့လားနော်ဘုရားသခင်စိတ်ဖွင့်ပေးလို့ပါမောရှေကိုနန်းတော်ထဲပို့တာဘယ်သူလဲဘုရားသခင်မောရှေကိုဘုရင်သားဖြစ်စေတာဘယ်သူလဲဘုရားသခင်ဒါဆိုရင်အခုမောရှေကဘုရားသခင်ကျေးဇူးတင်တယ်ဘုရားသခင်ကျေးဇူးတော်ကြောင့်ဘုရင်သားဖြစ်ခွင့်ရတယ်ဒါဆိုရင်ဘုရားသခင်ကဘာစိတ်ဝင်စားလဲဘုရားသခင်ဆိုတော့လူအသက်ဝိညာဉ်ကိုအရင်ချစ်သနာတယ်ကျေးဇူးပြုခြင်းတယ်နော်ဒါဆိုရင်ငါလူတက်လို့မဖြစ်ဘူးလူတက်လို့လုံးဝမဖြစ်ဘူးငါအသက်ကိုတက်ရင်တက်သွားပါစေသူ့အေဝံဂေလိဟောပြောမယ်ယုံကြည်ခြင်းဖခင်တွေနော်တမန်တော်တွေကဘာလုပ်ခဲ့လဲကိုယ့်အသက်ကိုအဆောင်ခံပြီးတော့အေဝံဂေလိဟောပြောခဲ့ပါသူများအသက်ကိုရအောင်ကယ်ပေးတယ်နော်ကိုယ့်အသက်ကိုအဆုံးခံပြီးတော့ပျော်ရွှင်ဝမ်းမြောက်စွာနဲ့အသက်ခံကြပါတယ်ဘာဖြစ်လို့လဲသူများအသက်ကိုကယ်ခွင့်ရတယ်ဒီကိုမောင်မတို့ကယ်တင်ခြင်းရပြီးလားလူလားကယ်တင်ခြင်းမရသေးတဲ့လူလားလူအသက်ကိုစိတ်ဝင်စားလားစိတ်ဝင်စားဘူးလားနဲ့နိုင်ရှင်သုံးသပ်အောင်ဟုတ်ကလေးမွေးဖွားပြီးပြီလားအသက်မွေးဖွားပြီလားအသက်မမွေးသေးဘူးလားအဲ့ဒါနဲ့တိုင်းတာမှာဖြစ်ပါတယ်ဒီတော့ဒီနေ့ခွန်အားယူခြင်းနဲ့ကျွန်တော်တို့ဘဝမှာလဲမောရှေကဲတို့မောက်မာပြီးအသက်ရှင်လားဖျားသခင်မထီမဲ့မြင်ပြုလေလားလူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကိုချစ်တနာတယ်အရန်ချစ်တနာတယ်ဘုရားသခင်ကိုမထီမဲ့မြင်ပြုပြီးတော့လူအသက်တက်လိုက်တယ်လူတစ်ယောက်ကိုငရဲပို့လိုက်တယ်ဘယ်တော့တောင်မောက်မာတဲ့မောရှိတယ်နော်ကျွန်တော်တို့ကမှလည်းလူတွေကိုအေဝံဂေလိမဟောပြောဘူးဆိုရင်ကျွန်တော်တို့ကမောက်မာစွာအသက်ရှင်တာဟုတ်တယ်လူတွေကိုတတ်နေတာနဲ့တူတယ်လူတွေကိုငရဲပို့နေတာနဲ့တူပါတယ်လို့နော်ဒီလောက်လေးခွန်အားယူခြင်းနဲ့